ညမောင်ရီပြုတ်ချင်းပကူးရိုးမကြီးအဆောင်အဖျားရှိလူသူမနီတော့တောနတ်ထဲတွေသူ့ရတဲ့ခြေတန်းကိုလုံအောင်နေရင်ရှေ့တုံနေသည်သူ့ဘေးတွင်အကြီးပမာထက်ချက်မကွာလိုက်ပါလာသည်ကတော့ခန္ဓာကိုယ်ထွားကြိုင်းပြီးမျက်လုံးများကမီးဝင်းဝင်းတောက်နေသည့်ဝံပလွေးကြီးငိမ့်ဖြစ်သည်ငိမ့်ဒီညတော့ကတမျိုးပဲကွာတိတ်စိတ်လွန်တယ်ဟုသူရကတိုးတိုးလေးပြောလိုက်သည်သူရသည်အသက်40အရွယ်ရင့်ကျက်တည်ငြိမ်သောမျက်နှာရှိပြီးတိုးရတွင်အစဉ်ပြေစရန်ပေါင်းပွေရှိကိုတတ်ရက်ဝစ်စင်ထားသည်ရုတ်တရက်ငိမ့်ကရက်လိုက်ပြီးအတန်နှိမ့်ဖိဟိမ့်ဟိုက်သည်နားရွယ်များကထောင်သွားပြီးအရှိပါရှိချုံပုတ်ထူးစီတို့စူးဆိုင်ကြည့်နေသည်ထိုဇန်လေးတူတွင်အေးဆက်အထီတွေတခုကသူ့ဟာရဲ့လဲပင်ကိုဖျက်တမ်းသွားသည်တစ်ပင်များပေါ်မှာနှက်များကလည်းအကြောင်းမေလှန့်ပြန်ကုန်ကြသည်တော6တာလားသူရကတနက်ကိုတင်းဆုပ်လိုက်သည်ရှေ့မှမြူကိုများကြားတယ်လူတယောက်စာခန့်ရှိသောမဲမောင်နေသည့်အည်ကြီးတစ်ခုကတစ်ပင်တပင်မှတပင်တို့လက်ခနဲကူသွားသည်ထိုအရာသည်တရိษံမဟုတ်တလို့လူလည်းမဟုတ်ပေငိမ့်ကရှေ့မှနေ၍သူရကိုကာကွယ်သည့်အနေထားဖြင့်တွားများကိုပေါ်အောင်ပြ၍ရန်မူရန်ပြင်လိုက်သည်ထိုအမဲရောင်အည်ကြီးကသူတို့ရဲ့ပတ်လဲတွင်ဝိုင်းပတ်ပြီးလွာနေပြီးကြောက်မတ်ဖွယ်ကောင်းသောရဲထန်းလိုငိုးတန်းလိုအထမ်းများထွက်ပေါ်လာသည်သူရကစိတ်ကိုတင်းငင်အောင်ထား၍လက်ထဲမှမီးရင်ကိုမြှောက်လိုက်သည့်အခါထိုအည်ကြီးကသူရရဲ့အနီးသို့ရောက်ရှိနေပြီဖြစ်သည်ငိမ့်ဟာဟုသူရကအမိန်ပေးလိုက်သည်နှင့်ဝံပလွေးကြီးကထိုအည်စီသို့လွတ်ခနဲခုန်အုပ်လိုက်သည်ထူးဆန်းသည်ကငိမ့်ရဲ့ကိုလုံးသည်ထိုအည်ကိုဖျက်တမ်းသွားပြီးလေထဲတွင်သာရန်ခါသွားသည်သို့တော့ဝံပလွေးရန်ဟိန်းဟောက်တန်းကြောင့်ထိုနတ်ဆုပ်အည်ကြီးကခဏလာတုံဆိုင်သွားသည်သူရကထိုအခွင့်အရေးကိုအတုံးချကလွဲဤထဲမှတောလန်းညွန်မြေပုံနှင့်အဆောင်တစ်ခုကိုထုတ်လိုက်သည်ငါတို့ကမင်းကိုရန်စားဖို့လာတာမဟုတ်ဘူးလမ်းဖြတ်ယုံတေးမယ်ဟုခက်ပြက်ပြောလိုက်ကငင်းကိုခေါ်ပြီးနောက်သို့ဖြည်းချင်းဆုတ်ခဲ့သည်အမောင်တို့ထဲတွင်စူးစိုက်ကြည့်နေသောမျက်လုံးအစုံကိုခံစားနေရတော့လေသူရနှင့်ငင်းတို့သည်တယောက်ကိုတယောက်အပြန်အလှန်ယုံကြည်မှုဖြင့်ထို6 ွယ်နေရာမှလွတ်မြောက်ခဲ့ကြသည်တောနတ်ထဲတွင်မုံစဲတယောက်ရဲ့တက်တီနှင့်တရိษံတကောင်ရဲ့တစ္ဆာတရားသည်မမြင်ရသည့်အင်အားစုများကိုဖြင့်အနိုင်ယူနိုင်ကြောင်းထိုညကတက်တည်ပြခဲ့လေသည်